အရန်အေးပါတယ်တွေးမခဲအောင်လုပ်နေရတယ်ဗောနော်ရှစ်အခုကတော့ဗောနော်ကျွန်တော်တဲထိုးဖို့တနေရာလိုက်ရှာနေဖြစ်ပါတယ်တော်ရေးရောက်နေဗောနော်အခုကတော့သွားနေရဗောနော်ရန်လေးပါတယ်Paris လေသိမ်းမှာ4ရက်လောက်အိပ်ပြီးဘတ်စကားဆက်စီကိုကျွန်တော်ထွက်လာခဲ့ပါတယ်ကျွန်တော်လည်းမသိနိုင်တော့ဘူးပေါ့နော်အရန်လေးပါတယ် 40kg လောက်ရှိတဲ့ဟာကြီးကို 40kg တော့မရှိဘူးပေါ့နော် 20kg လောက်ရှိတဲ့ຢာကြီးကိုဒီကုလုံးပေါ်တင်လာတာဆိုတော့လည်းမနိုင်တော့ပါဘူးကျွန်တော်ဒီကားဂိတ်တော့ရောက်ပြီပေါ့နော်ရန်အေးပါတယ်ကျွန်တော်ခေါင်းစွပ်တွေဆွတ်ထားပါမယ်8လား9လားမသိဘူးเนาะ8 degree ရှိပါတယ်ကျွန်တော်ရဲ့ထုတ်တွေပါကျွန်တော်တယောက်တည်းတဲ့သွားမထုတ်တွေကြီးပါအောင်ကြီးကြပါအောင်ဘတ်စကားဒီလာမယ်လို့တော့ပြောတာပဲပေါ့နော်မနေ့စားတော့ကျွန်တော်တူနာငါးနဲ့ပေါင်မုံနဲ့ကျွန်တော်စားလိုက်ပါတယ်ပေါင်မုံကျန်းပေါ့နော်ပေါင်မုံပြောတော့မဟုတ်ဘူးခုတော့ကျွန်တော်ကားဆောင်းလိုက်ပါအောင်မယ်ကားမလာသေးပါဘူးကျွန်တော်မိနစ်40လောက်တော့ထိုင်ဆောင်းအောင်မယ်ပေါ့နော်ဒါလမ်းဘေးမှာထိုင်နေတာပါကျွန်တော်ဖက်နှက်တော့ချိန်လာတယ်ဒါမိုးစီရဲ့အဖေပေးတာဆိုဒီကောင်က walking shoe လမ်းလျှောက်တဲ့ဖက်နှက်ဒီကောင်ကော့နေအလဲရလျှောက်မှာတော့ချိန်နေတာနဲ့မလျှောက်ဘူးပေါ့နော်အလဲရလျှောက်မှာတော့တော်တော်တက်တာလမ်းလျှောက်တော့မနာဘူးချက်တော့အဲ့တော့ကျွန်တော်ကားဆောင်းလိုက်ပါအောင်မယ်ဒီလိုနဲ့ဘတ်စကားကြီးကပြင်သစ်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့မြို့တစ်တစ်ခုကိုမောင်းသွားပါတယ်အပြင်မှာရာသီဥတုကခဲနေပေမဲ့ကားထဲမှာတော့အပူဖွင့်ထားပါတယ်ကျွန်တော်ကဘတ်စကားရက်သွားပြီဆိုတော့ကျွန်တော်အခုကမ်ပိန်းထွက်မဲ့နေရပါတော့ရေရိုင်းရှိမဲ့နေကျွန်တော်ရေချိုးခြင်းလို့ပါအဲ့တော့ကျွန်တော်သွားနေပါတယ်အခုလမ်းလျှောက်နေရပါတော့ရာသီဥတုကရမ်းအေးတော့ကျွန်တော်လည်းလက်အိတ်တွေမဖြစ်မနေထိုးဝဲရပါကျွန်တော်လည်းမျိုးပြင်ဘက်ကခြံစည်းရိုးတွေပိတ်ထားတဲ့တောအုပ်တွေကိုလူတွေတိတ်တိမထားမိအောင်လမ်းဆက်လျှောက်ခဲ့ပါအခုကတော့ဗောနော်ကျွန်တော်တဲထိုးဖို့တနေရာလိုက်ရှာနေဖြစ်ပါတယ်တော်ရေးရောက်နေဗောနော်တောင်ကုန်းကြောင်မြောင်းဗောနော်မြောင်းသားလေးမှာကျွန်တော်ထိုးမလို့နေလားထိုးရင်လူမမြင်ဘူးလေဗောနော်ဒီနားလေးဆိုအဲ့လူမြင်သွားမှာဆိုလို့နော်ဒါဒီကဒီတော့အေးမိုးရွာနေပေါ့နော်မိုးရွာနေပါတယ်ဟာရောက်ရင်မိုးရွာလာပြီနေပါဦးလို့အဲ့လောက်ကြီးမရွာပါနဲ့လို့ကျွန်တော်မြန်လောက်လောက်မကင်မမြိုက်တော့ကန်ဒီလားမိုးရွာနေလို့ဖြည်းဖြည်းနဲ့တန့်ဖြစ်လာပြီပေါ့နော်ရှစ်ထိုးလိုက်ပါဦးမယ်အချိန်မရှိလို့မိုးတွေကလည်းရွာနေအေးတယ်ဗျမိုးကအဲ့ကြောင့်ကျွန်တော်ရိုက်ပြခြင်းနဲ့တန့်မလို့ထိုးလဲဆိုတော့လေကျွန်တော်နောက်ကြမှာအေးစေးရိုက်ပြမယ်နော်အခုကတော့ကျွန်တော်တန့်ကို set up လုပ်ပြီးသွားပြီပေါ့နော်ဒီမှာပါဒီညတော့တကယ်အိတ်လို့ကောင်းပြီပေါ့နော်ဒါပေမဲ့ပြောမိုးရွာနေဒါပေမဲ့ဒီမှာမြေမညီတော့ကျွန်တော်ကဒီနောက်တစ်ထပ်ကိုထပ်ပြီးချဲ့လို့မရဘူးဖြစ်နေတာအဲ့မှာကတ်နေတယ်မိုးရွာရင်တော့နှစ်ခုလုံးစိုးမှာဆိုလို့နှစ်ခုလုံးစိုးရင်မကောင်းတော့ဘူးဗျာဒီလားတန့်ကျွန်တော်အပြင်မြင်ခွင့်မှာရှေ့မှာတော့ကျွန်တော် highway line ရှိပါတယ်ကျွန်တော်ဒီတောတွေတောင်တွေနဲ့မတက်ပြီးတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တရေးအိတ်လိုက်ပါအောင်မယ်ပြီးသွားရင်ကျွန်တော်ရေသွားချိုးမယ်ပေါ့နော်ကျွန်တော်ပြင်ပန်းနေပါပြီအခုကမနက်ကိုကျွန်တော်9 နာရီ 10 နာရီလောက်တော့ရှိပြီထင်တယ်ဖုန်းသားမှာကျွန်တော်ကဟိုမြစ်လာချောင်းလာမသိဘူးတွေ့လိုက်တယ်အဲ့မှာသွားပြီးချိုးရမယ်အခုတော့ပြင်ပန်းသွားလို့တရေးအိတ်လိုက်အောင်မယ်မိုးလဲရွာနေတော့ဖျားမှာဆိုလို့ဒီလားအမှန်တိုင်းပြောရရင်တောထဲမှာဘာကောင်ရှိလို့ရှိမှမသိပဲဝင်အိတ်နေခဲ့တာပါတခုခုဖြစ်သွားရင်နှုတ်ဆက်တဲ့သဘောအနေနဲ့ချစ်ခင်ရသူတွေကိုဖုန်းလိုက်ဆက်ခဲ့ပါသေးတယ်ခုကတော့17 နာရီထိုးပြီပေါ့နော်ကျွန်တော်တေးအိတ်လိုက်ပါအောင်မယ်တေးအိတ်ပြီးသွားရင်လည်းကျွန်တော်နေ့လည်သာစားမယ်နေ့လည်သာစားပြီးသွားရင်ကျွန်တော်ရေချိုးမယ်ပေါ့နော်ကျွန်တော်မိုးမရွာပါသေးနဲ့ဆိုတော့မိုးရွာရင်အရင်အေးရပေါ့နော်ဒီမှာ6 degree ပါတန့်ကောင်းတော့နည်းနည်းလေးအေးတန်သက်သာလို့ပြောမှာပေါ့ဒါပေမဲ့ကျွန်တော်ဒါခြုံနာရပါတယ်နေရတော့ဒါပူလာကြီးပေါ့နော်တကယ်ဒီယူတော့မှနေကိုပြန်တန်းတနေရတယ်ပေါ့အဲ့တော့ကျွန်တော်တီးအိတ်လိုက်ပါအောင်မယ်12 နာရီလောက်ထိအိတ်မယ်ပေါ့နော်ကျွန်တော်ဒီမှာ AC 2 ရက် 3 ရက်လောက် AC နေပြီးတော့မှကျွန်တော် hitchhiking page အောင်ပြန်လုပ်ပါမယ်
လက်ဝင်ညိုသွန်းခီးစင်အောင်ကျွန်တော်တကယ် share ဖြုတ်ပြမှာပါ ကျွန်တော်လည်းအချိန်တော်တော်ကြာအိတ်ခဲ့ပြီးမိုးလဲတဖြည်းဖြည်းချုပ်စာပြုတ်လာပါ ဒီတော့ကျွန်တော်ရေမချိုးတော့ဘူးเนาะအရင်အေးလို့ပါနောက်နေ့ဒါမှမဟုတ်ကျွန်တော်သွားကနေမှအေးသွားချိုးပါမယ်အရင်အေးတော့ကျွန်တော်လည်းမချိုးကျင်တော့ပါဘူးခုကတော့နေ့လေလာစားနေပါเนาะခုကတော့နေ့လေ3နာရီရှိပါเนาะကျွန်တော်နေ့လေသာထပ်စားလိုက်ပါအောင်မယ်ပြီးရင်ဒီနေ့ကတော့ကျွန်တော်အိတ်နေတော့မှာပေါ့နော်ကျွန်တော်ဘာမှမလုပ်တော့မနေ့ဖန်ကြမှာကျွန်တော်ရေချိုးမယ်မိဖို့မယ်ပါညာပေါ့နော်ပြီးမှမိုးရေပိုင်းလည်းရွာနေတော့ကျွန်တော်လည်းတကယ်ဘာမှမလုပ်ချင်တော့အဲဒါကြောင့်ဒီနေ့တနေ့ကုန်မယ်အိတ်ပါတော့မယ်ဂျာတီသူက56 degree เนาะ56ဆိုတော့တော်တော်အေးရတယ်ပါတယ်ဒီတဲထဲမှာတော့တော်တော်အများကြီးဘောင်းပြီဆို3တက်အင်းဆို3တက်ဟိုထားရတယ်ပေါ့နော်ကျွန်တော်ထပ်ပါသေးရဲ့ဗျအရန်အေးလာရင်မခံနိုင်ဘူးเนาะလက်အိတ်တွေဆိုပြီးအေးရပါတယ်ရန်အေးပါတယ်ဟုတ်ဒါတော့ညလာစားနေမှာเนาะညညရပါဘူးပေါ်မုံနဲ့ဒီပါဒီဂရီကတော့3 degree 2 degree လောက်ရှိနေပါပြီအဲ2 degree ဆိုတော့နည်းနည်းတော့အေးတယ်ပေါ့နော်ခုတော့ညလာစားလိုက်ပါဦးမယ်လေးဆက်နေပဲငါလုံးမရေခဲတက်တက်ကြီးတော့ဝင်အိတ်နေလို့ပဲတရားစိတ်လေ ကျွန်တော်လည်းအေးလုံးလို့အိတ်မရတာနဲ့မုတ်တွေထားစားခဲ့ပါတယ်ကိုယ်တိုင်နွေ့နွေ့တွေ့ရှိမှဆောင်းဝသည်ဆိုတာလှလာပါဆိုတဲ့သဘောကိုအညာကကောင်းကောင်းကြီးနားလည်ခဲ့ရပါတယ်ဒါကျွန်တော်တို့အပြင်မှာ0 degree ဖြစ်နေပြီပေါ့နော်ရမ်းအေးပါတယ်ကျွန်တော်မနေ့အိမ်ကြီး6ထပ်9ထပ်လောက်ဝတ်ထားပါတယ်ပေါ့နော်အဲဒါ sleeping party နဲ့ပါကင်မရာရေကိုရိုက်နေတယ်ပေါ့နော်အဲ့တော့အရန်အေးပါတယ်တွေးမခဲအောင်လုပ်နေရတယ်ပေါ့နော် shit အဲ့တော့တေးတစ်ခါထွက်ပေါက်ရင်တကယ်မလွယ်ပါဘူးပြင်မာရန်အေးပါတယ်တကယ် crazy 0 degree မှာအိတ်တာပေါ့နော် what the fuck